အတန်းနားဝင်ချိုပြီးစိတ်လှုပ်ရှားဖွယ်အတန်းကဘာပေါ်ကလူသားတွေဟာနေ့စဉ်နဲ့အမျှစွမ်းရည်တွေကိုအများပြားသုံးစွဲနေကြပါတယ်။စက်ရုံတွေအိမ်တွေတည်ယူပို့ဆောင်ရေးတွေနည်းပညာတွေအတွက်စွမ်းရည်ဟာမရှိမဖြစ်လိုအပ်နေပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့စွမ်းရည်လိုအပ်ချက်ဟာအခုထက်အများကြီးပိုများလာမဲ့တနေ့နေ့မှာဘာဖြစ်မလဲကြောက်ဖြစ်ရုပ်ကျွင်းလောင်စာတွေကုန်ခန်းသွားရင်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းရည်တွေကလည်းမလုံလောက်တော့ရင်ကျွန်တော်တို့ဘာလုပ်ကြမလဲအဲ့ဒီလိုအချိန်မျိုးအတွက်လူသားတွေရဲ့အိမ်မက်တစ်ခုရှာပြီးပါတယ်အဲ့ဒါကတော့ကြယ်တလုံးရဲ့စွမ်းရည်အားလုံးကိုဖမ်းယူနိုင်မဲ့မဟာအဆောက်အုံကြီးတစ်ခုဖြစ်တဲ့ Dyson Sphere ပါ Dyson Sphere ဆိုတာဘာလဲလွန်ခဲ့တဲ့နှစ်60ကျော်ကနာမည်ကျော်ရူပဗေဒပညာရှင် Freeman Dyson ကစိတ်ကူးယဉ်ခဲ့တဲ့အယူအဆတစ်ခုပါသူကလူသားတွေရဲ့စွမ်းရည်လိုအပ်ချက်ဟာတနေ့မှာမိုးထီအောင်မြင့်တက်လာမယ်အဲ့ဒီအခါကျရင်နေစွမ်းအင်ကိုအပြည့်အဝအသုံးပြုနိုင်ဖို့နေလုံးကြီးတစ်ခုလုံးကိုဝန်းရံထားမဲ့အေယာမအဆောက်အုံကြီးတွေလိုအပ်လာမယ်လို့တွေးခဲ့တာပါဒီလိုအဆောက်အုံကြီးတွေကနေကနေထုတ်လွှတ်တဲ့စွမ်းအင်အားလုံးနှီးပါးကိုဖမ်းယူပြီးကျွန်တော်တို့လိုအပ်သလောက်ပြန်လည်အသုံးပြုနိုင်မှာပါကျွန်တော်တို့အခုလက်ရှိကဘာမြေပေါ်မှာသုံးနေတဲ့စွမ်းရည်ပမာဏဟာနေကနေကဘာကိုရောက်လာတဲ့စွမ်းရည်ရဲ့အလွန်သေးငယ်တဲ့အစိတ်ပိုင်းလေးတစ်ခုပဲရှိပါသေးတယ်။နေရဲ့စွမ်းရည်ထုတ်လုပ်မှုနှုန်းဟာတစ်စက္ကန့်ကို3.8 ခါ1026 watts လောက်ရှိပြီးကဘာပေါ်ကိုရောက်တာက1.8 ခါ10.9 watt လောက်ပဲရှိပါတယ်ဆိုလိုတာကနေကနေထွက်လာတဲ့စွမ်းရည်ရဲ့ဘီလီယံပုံတစ်ပုံရဲ့ထက်ဝက်လောက်ကိုသာကျွန်တော်တို့ကဘာမြေပေါ်မှာလက်ခံရရှိတာပါကျန်တဲ့စွမ်းရည်တွေကအာကာသထဲကိုအလဟတပြန့်လွင့်သွားနေတာပါ Dyson Sphere သားတိဆောက်နိုင်မယ်ဆိုရင်ဒီလအသာဖြစ်နေတဲ့စွမ်းရည်တွေကိုပါအကုန်လုံးနှီးပါဖမ်းယူနိုင်မှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ရဲ့စွမ်းရည်ပြဿနာတွေဟာထာဝရကင်းဝေးသွားမှာပါ။ရုရှားနက္ခတ္တဗေဒပညာရှင် Nikolai Kardashev ကစကြဝဠာတွေကယဉ်ကျေးမှုတွေကိုသူတို့ရဲ့စွမ်းရည်သုံးစွဲနိုင်မှုအပေါ်မူတည်ပြီးအဆင့်သတ်မှတ်ခဲ့ပါတယ်။ Type by Civilization ဂျိုအဆင့်ကသူတို့နေထိုင်ရာဂျိုဘော်ကစွမ်းရည်အားလုံးကိုထိန်းချုပ်အသုံးပြုနိုင်တဲ့ယဉ်ကျေးမှုပါကျွန်တော်တို့လူသားတွေဟာအခုမှ Type ကိုတဖြည်းဖြည်းချင်းကပ်နေသေးပါ Type A Civilization ကျယ်အဆင့်ကတော့သူတို့ရဲ့ကျယ်ကနေထွက်တဲ့စွမ်းရည်အားလုံးကိုအပြည့်အဝထိန်းချုပ်အသုံးပြုနိုင်တဲ့ယဉ်ကျေးမှုပါ Dyson Sphere ဟာကျွန်တော်တို့ကို Type A Civilization အဆင့်ကိုတက်လှမ်းစေမဲ့အဓိကတော့ချက်ပါပဲ Type A Civilization Galaxy အဆင့်ကတော့သူတို့ရဲ့ Galaxy တစ်ခုလုံးကကျယ်ရီရဲ့စွမ်းရည်အားလုံးကိုထိန်းချုပ်နိုင်တဲ့အဆင့်အထိကိုရောက်သွားပါပြီ။ Dyson Sphere ဟာလူသားတွေကိုသမိုင်းမှာအကြီးကျယ်ဆုံးသောစွမ်းရည်အောင်မြင်မှုတစ်ခုကိုပေးစွမ်းနိုင်မှာပါ။ဒါဆိုရင် Dyson Sphere ကိုဘယ်လိုပုံစံနဲ့တည်ဆောက်မလဲ Freeman Dyson ကအစပိုင်းမှာနေကိုအပြည့်အဝဝန်းရံထားမဲ့အခွန်တစ်ခုလိုစိတ်ကူးခဲ့ပေမဲ့အဲ့ဒါဟာလက်တွေ့ကျဖို့ခက်ခဲပါတယ်။ဘာလို့လဲဆိုတော့တလိုအပ်တဲ့ပစ္စည်းပမာဏကမယုံနိုင်လောက်အောင်များပြားလွန်းတယ်။နှစ်နေရဲ့ဆွဲအားကြောင့်ကြီးမားတဲ့ဖိအားတွေကိုခံနိုင်ရရှိရမယ်။သုံးအပူဒဏ်ကိုခံနိုင်ရရှိရမယ်။လေးတည်ငြိမ်မှုမရှိဘဲလှုပ်ရှားနေမဲ့အနေရရှိတယ်။ဒါကြောင့်ပညာရှင်တွေကပုံမလက်တွေ့ကြတဲ့အယူအဆတွေကိုဖော်ထုတ်လာကြပါတယ်။အဲ့ဒါတွေကတော့ Dyson Swarm နဲ့ Dyson Bubble ပါ။ Dyson Swarm ဆိုတာကတော့နေကိုတစုတဝေးထဲဝန်းရံထားတဲ့ကြီးမားတဲ့အခွန်ကြီးတစ်ခုအစားနေကိုပတ်ပြီးလှည့်ပတ်နေမဲ့နေစွမ်းရင်ဖမ်းယူရေးဂျိုဒုတန်းပေါင်းများစွာနဲ့ဖွဲ့စည်းထားတာပါဒီဂျိုဒုတွေဟာနေရဲ့စွမ်းရင်ကိုစုဆောင်းပြီးကဘာလိုဂျိုတွေစီကိုလေဆာဒါမှမဟုတ်မိုက်ခရိုဝေ့ဖ်တွေနဲ့ပြန်လည်ပို့ဆောင်ပေးမှာပါဒါကပိုပြီးလက်တွေ့ကျပါတယ်လိုအပ်တဲ့လောက်တစပြီးတစတိဆောက်သွားလို့ရပါတယ်Dyson Bubble ကတော့အလွန်ပါလွာပြီးအလင်းဖိအားနဲ့နေကိုဝန်းရံထားမဲ့အဆောက်အုံလေးတွေပါဒါပေမဲ့ဒါကတော့နည်းပညာအရပိုပြီးစိန်ခေါ်မှုများပါတယ်။ဒီလိုကြီးမားတဲ့အဆောက်အုံကြီးတွေကိုတိဆောက်ဖို့ပစ္စည်းတွေဘယ်ကရမလဲအာကာသတွေကဥက္ကာခဲတွေဂျုံငယ်လေးတွေကနေတတုတွေတူးဖော်ပြီးစက်ရုပ်တွေနဲ့တိဆောက်သွားဖို့စိတ်ကူးထားကြပါတယ်။ဥပမာမာဂျူရီဂျိုကိုတစ်ခုလုံးဖြိုချပြီး Dyson Swarm တိဆောက်ဖို့လုံလောက်တဲ့ပစ္စည်းတွေရနိုင်တယ်လို့တွက်ချက်ထားကြပါတယ်။စဉ်းစားကြည့်ပါဂျိုတစ်ခုလုံးကိုဖြိုချပြီးနေကိုဝန်းရံလိုက်မယ်ဆိုတာဘလောက်တောင်ကြီးမားတဲ့စီမံကိန်းလဲ။ Dyson Sphere ရဲ့အကျိုးကျေးဇူးတွေကတော့ပြောမဆုံးအောင်ပါပဲ။အကန့်အသတ်မရှိစွမ်းအင်လောင်စာဆီကုန်ခန်းမှုရာသီဥတုပြောင်းလဲမှုစတဲ့စွမ်းအင်ဆိုင်ရာစိုးရိမ်ပူပန်မှုတွေလုံးဝပျောက်ကွယ်သွားမှာပါ။နှစ်အာကာသကိုချဲ့ထွင်ခြင်း
ဒီစွမ်းရည်တွေနဲ့ဂျိုတွေပေါ်မှာလူသားတွေနေထိုင်နိုင်အောင်ပြောင်းလဲတာအာကာသထဲမှာမြို့တွေတိဆောက်တာကျေတာယာတွေကြားခရီးသွားလာတာတွေလုပ်နိုင်မှာပါ။သုံးလူသားမျိုးနွယ်ရဲ့ရှင်သန်မှုကမ္ဘာမြေမှာဘေးအန္တရာယ်တစ်ခုခုကြုံလာခဲ့ရင်တောင်တခြားနေရာတွေမှာရှင်သန်နေထိုင်နိုင်ဖို့အခြေခံအုတ်မြစ်ဖြစ်လာမှာပါ။ဒါပေမဲ့ဒီလိုမဟာပရောဂျက်ကြီးမှာကြီးမားတဲ့စိန်ခေါ်မှုတွေလည်းရှိပါတယ်။တနည်းပညာဆိုင်ရာအခက်အခဲများကျွန်တော်တို့မှာအခုလက်ရှိဒီလိုကြီးမားတဲ့အဆောက်အုံကြီးတွေကိုတည်ဆောက်နိုင်တဲ့နည်းပညာအပြည့်အဝမရှိသေးပါဘူး။နှစ်ပစ္စည်းရှားပါမှုလိုအပ်တဲ့ပစ္စည်းပမာဏကအာကာသထဲကနေအများအပြားထုတ်ယူနိုင်ဖို့လိုပါတယ်။သုံးစီမံခန့်ခွဲမှုဒီလိုကြီးမားတဲ့စီမံကိန်းကြီးကိုကမ္ဘာပေါ်ကနိုင်ငံအားလုံးဒါမှမဟုတ်လူသားမျိုးနွယ်တစ်ခုလုံးပူးပေါင်းပြီးဘယ်လိုစီမံခန့်ခွဲမလဲဆိုတာစိန်ခေါ်မှုကြီးတစ်ခုပါ။လေးအပူဒဏ်နေရဲ့အပူဒဏ်ကိုခံနိုင်ရည်ရှိတဲ့ပစ္စည်းတွေလိုအပ်ပါတယ်။ငါးလုံခြုံရေးဒီလိုကြီးမားတဲ့စွမ်းရည်ရင်းမြစ်ကိုလက်နက်အဖြစ်အသုံးပြုနိုင်တဲ့အန္တရာယ်တွေလည်းရှိနိုင်ပါတယ်။ဒီ Dyson Sphere ဆိုတဲ့စိတ်ကူးယဉ်အယူအဆဟာတကယ်ပဲဖြစ်နိုင်ခြေရှိရဲ့လားလွန်ခဲ့တဲ့နှစ်အနည်းငယ်ကသိပ္ပံပညာရှင်တွေဟာ Tabby Star လို့ခေါ်တဲ့ KIT 84625နှစ်ကျယ်ကိုစူးစမ်းရှာဖွေရင်းထူးဆန်းတဲ့ဖြစ်စဉ်တစ်ခုကိုတွေ့ရှိခဲ့ကြပါတယ်။ဒီကျယ်ရဲ့အလင်းဟာပုံမှန်မဟုတ်ပဲရုတ်တရက်မှိန်သွားလိုက်ပြန်လင်းလာလိုက်ဖြစ်နေတာကိုတွေ့ခဲ့ရပါတယ်။တချို့အချိန်တွေမှာဆိုရင်အလင်းရဲ့22%အထိမှိန်သွားခဲ့ပါတယ်။ဒါဟာဂျိုတစ်လုံးဖြတ်သွားလို့ဖြစ်တာမျိုးမဟုတ်ပါဘူး။ဒီလိုမိန်နာမျိုးကိုဘလို့မှရှင်းပြလို့မရတဲ့အခါသိပ္ပံပညာရှင်အချို့ကဒါဟာတီဆန်ဆွမ်လိုမျိုးဂျိုသားတွေရဲ့မဟာအဆောက်အုံကြီးတွေနေကိုဝန်းရံထားလို့ဖြစ်နိုင်တယ်ဆိုတဲ့အယူအဆကိုထုတ်ဖော်ခဲ့ပါတယ်။တေချာတာကတော့ဒါဟာသက်သေပြနိုင်ခြင်းမရှိသေးတဲ့အယူအဆတစ်ခုပါ။ဒါပေမဲ့ဒီလိုဖြစ်နိုင်ခြေရှိတဲ့အယူအဆတွေပေါ်လာတာဟာကျွန်တော်တို့လူသားမျိုးနွယ်အတွက်တော်တော်လေးစိတ်လှုပ်ရှားစရာကောင်းပါတယ်။တကယ်လို့သာ Tabby Star ရဲ့အနားမှာ Dyson Sphere လိုမျိုးအဆောက်အုံကြီးတွေရှိခဲ့မယ်ဆိုရင်ကျွန်တော်တို့စကြဝလာထဲမှာတယောက်တည်းမဟုတ်ဘူးဆိုတဲ့အထောက်အထားတစ်ခုဖြစ်လာမှာပါ။ Dyson Sphere ဟာအခုချိန်မှာတော့သိပ္ပံစိတ်ကူးယဉ်ဆန်တဲ့အိမ်မက်တစ်ခုလိုဖြစ်နေပါသေးတယ်။ဒါပေမဲ့လူသားတွေဟာအမြဲတမ်းသူတို့ရဲ့နေနမိတ်တွေကိုချဲ့ထွင်ပြီးမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အရာတွေကိုဖြစ်အောင်လှုပ်ဆောင်ခဲ့ကြတာကြီးပါပဲ။လောက်ကိုသွားခဲ့ကြတယ်။အာကာသယာဉ်တွေတိစောက်ခဲ့ကြတယ်။အနာဂတ်မှာကျွန်တော်တို့ဟာဒီလိုအေယာမပရောဂျက်ကြီးကိုအကောင့်ထဲပေါ်နိုင်မလားကျွန်တော်တို့ရဲ့မျိုးဆက်တွေဟာကျဲတလုံးရဲ့စွမ်းရည်အားလုံးကိုပိုင်ဆိုင်ပြီးစကြဝဠာကိုစူးစမ်းလေ့လာနိုင်မဲ့အခွင့်အရေးရရှိကြမလားDyson Sphere ဟာကျွန်တော်တို့ရဲ့အနာဂတ်အတွက်မျှော်မှန်းချက်တစ်ခုလူသားမျိုးနွယ်ရဲ့အဆုံးမဲ့စမ်းသစ်တီထွင်မှုစွမ်းအားရဲ့ပြရုပ်တစ်ခုပါပဲတနေ့နေ့မှာကျွန်တော်တို့ကောင်းကင်ကိုမော့ကြည့်တဲ့အခါနေကိုဝန်းရံထားတဲ့ဒီမဟာအဆောက်အုံကြီးကိုမြင်တွေ့ရမလားဆိုတာဘယ်သူမှမပြောနိုင်ပါဘူးဒါပေမဲ့ဒီအိမ်မက်ဟာကျွန်တော်တို့ကိုအမြဲတမ်းရှေ့ဆက်ဖို့တွန်းအားပေးနေမှာပါ